ဒါနင်းနေစီမှာအခုမှပူပူနွေ့နွေ့ရောက်ထားတဲ့အလုံးလေးတွေပါအဲ့ဒါအသေးစိတ်စစ်ပေးပြီဆိုတော့လိုချင်တဲ့ customer တွေကဝယ်လို့ရပါပြီနော်တက်သိန်းကျော်ကနေစပြီးတော့10သိန်းနီးပါးကြာ model လေးတွေပါပါရဲ့ရှင်ဒီနေ့စီမှာပစ္စည်းတွေကုန်တာတကယ်ကိုမြန်တယ်နော်အဲ့တော့ကြိုက်တယ်ဆိုလို့ရှိရင်မစင်စားနဲ့ချစ်ချင်းဝယ်ပါရှင်ဒါလေးကကြတော့ iPhone 11 Pro Max 256GB Face ပဲပါ6သိန်းခွဲပါရှင်ဒီကောင်လေးက iPhone 11 Pro 256GB Face ပဲ9,900,000ပါရှင်ဒီအလုံးလေးကကြတော့ရောင်းမလောက်ဖြစ်နေတဲ့ iPhone 11 128GB all fine လုံးလေးတွေပါ8,59,900ကျပ်ပါရှင်ကဲ iPhone 11 64GB Face ပဲ6,4,900ပါဒီအပြာလေးကကြတော့ iPhone 12 64GB Face ပဲ9,59,900ကျပ်ပါရှင်အလုံးလေးတွေကတော့ညီတို့ battery နဲ့ display message လေးတော့ပါပါတယ်နော် iPhone 7 32GB all fine လေးပါ1,8,900ကျပ်ပါရှင်ကဲဒီကောင်လေးကတော့ iPhone 7 32GB ကိုမှ finger face လုံးလေးပါရှင်1,5,900ပါရန်ကုန်ဆိုလို့ရှိရင်အရင်ဝင်ရေးပို့ပေးပါတယ်လာဝချင်းတဲ့ customer တွေကလည်းစိတ်ကြိုက်လာကြည့်ပြီးတော့ဝယ်လို့ရပါတယ်ရှင်ရန်ကုန်မှလွယ်ပြီးတော့တခြားမြို့နယ်တွေကတော့ငွေကြိုလက်ပါနော်